ချစ်တဲ့ချင်းနုအီလေးတစ်ပုတ်ဖြစ်တဲ့စနစ်အတွင်းမှာ 1.9 ရန်ရရှိသွားတယ်ဒါသူ့ကိုသိချင်မိတော်လို့ထင်နေတချင်းပုံစံကအရန် soft ဖြစ်တဲ့ကျွန်တော်မွေးရလေးတစ်ခုလိုပဲအဲ့မွေးရလေးပေါ်မှာကျွန်တော်တအိတ်လိုက်တဲ့အရာသာလိုမျိုးစောနာကျွန်တော်ပြောထားသလိုပဲ2အိမ်ဒီလိုမျိုးအသံမျိုးလို့ Hi guys welcome back to Genius Guy Channel Genius Guy Channel နဲ့ကြိုဆိုလိုက်ပါတယ်မွေးရဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အလွမ်းသချင်းတွေပဲများများထွက်ကြတာပေါ့နော်အလွမ်းသချင်းတွေအများကြီးထွက်တဲ့ဂျားတွေကနေမှအချစ်တချင်းနုအီလေးတစ်ပုတ်ဖြစ်တဲ့စနစ်အတွင်း 1.9 million ရရှိသွားတယ်ကျွန်တော်အခုမှသိတဲ့အဆိုတော်ဖြစ်မယ်လို့လည်းကျွန်တော်ထင်တယ်အဲ့ဒီဆိုတော်ရဲ့တချင်းကိုကျွန်တော် reaction recap လုပ်တော့မှဖြစ်ပါတယ်အဲ့ဒီတချင်းနာမည်ကတော့ကျွန်တော်တို့နူးညံ့ချင်လို့ခေါ်တယ်တေးဆိုကတော့ကျွန်တော်တို့ဒီတိတ်တော်သူလို့ပဲကျွန်တော်ပြောလိုက်မယ်နော်ဒီတချင်းကအရန်ကိုနူးအီတဲ့တချင်းတွေဖြစ်တယ်ကျွန်တော် TikTok မှာလည်းတွေ့ရတယ်နောက်ပြီးတော့ကျွန်တော် Facebook Reel မှာလည်းကျွန်တော်ခဏခဏတွေ့ရတဲ့တချင်းတွေဖြစ်တယ်ဒီကြားထဲမှာနည်းနည်း hit ဖြစ်နေတဲ့တချင်းလို့လည်းကျွန်တော်ဆိုလို့ရတယ်ဆိုတော့တိတ်တော်သူကကျွန်တော်ဒီတချင်းထဲမှာဘယ်လိုမျိုးနူးအီလေးရေးဖွဲ့တည်ကုန်းထားလဲဆိုတာကိုတော့ကျွန်တော်အတူတူကြည့်ကြမယ် let's go နူးညံ့ချင်း artist တိတ်တော်သူ composer တိတ်တော်သူprospect တိတ်တော်သူဒါသူ့ကိုသိချင်မိတော်လို့ထင်နေရှင်ဝင်ထဲမှာထွက်သေးလို့ထားဖို့ရဲ့ကိုရဲ့ချင်နာသူပဲတည်လေတပတ်တမိုးယူရတော့မယ်ဒီလိုချင်ရကိုတွေ့တော့ဖြစ်ဖို့မလဲမာယာကင်းတဲ့မိကလေးမို့ချင်မိရတယ်ဟဆောင်ကလေးမနေနိုင်ပါကွယ်နှလုံးသားလေးပြတ်တော့မယ်ဝေါဆိုတော့တချင်းကစောက်ဝင်တာနဲ့ကျွန်တော်တို့နုအီလီပေါ့နော်ဆိုတော့နုအီလီရဲ့နဲ့စောက်ဝင်တယ်ကျွန်တော်တို့ဒီ production ဘိုင်းဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်လိုက်လို့ရှိရင်လုံးဝရှုပ်ထွေးနေအောင်မတီးထားဘူးစာသားကလည်းကျွန်တော်ပြောမှဆိုရင်ကောင်းမလေးကိုသူချစ်မိပြီးထင်တယ်ဟာမဆောင်နိုင်တော့ဘူးသူတကယ်ဖွင့်ပြောလိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်မိုက်တယ်သူချစ်တော့ပြည့်ပြည့်နေလားကွယ်မချရဘူးလို့ပဲသူတွေကထားလေတွေနုပြိုတဲ့လက်စပါတယ်နှစ်တော်တရားကိုတဲ့နဲ့လာဆက်တဲ့ခွင့်ပြုပေးပါရင်ခုနချင်းဒီလိုရဲ့အချစ်ရဲ့တိတ်ချစ်တယ် Woo a glance သူကြည့်တဲ့အကြည့်ကမိုက်တယ်နော်သူကြည့်လိုက်တဲ့ဒီမျိုးဒီဘယ်လိုပြောမလဲကြာကြည့်တယ်လို့ပြောရမလားအဲ့ဒီအကြည့်လေးကမိုက်တယ်ဒီတချင်းရဲ့ပုံစံက soft pop ပုံစံမျိုးပေါ့နော်တအားကြီးကို soulful ဖြစ်တယ်တအားကြီးကိုနူးညံ့တဲ့ပုံစံမျိုးနဲ့တီးထားပြီးတော့သူ့အတန်ကလည်းနူးညံ့တဲ့ပုံစံမျိုးနဲ့သူဆူထားတယ်ဒါကသူ့ပင်ကိုအတန်တချင်းဖွဲ့စည်းပုံကကျွန်တော်ကြည့်တာကတော့သူ့တချင်းဖွဲ့စည်းပုံကကျွန်တော်တို့98နောက်ပိုင်းမှာတချင်းပုံစံမျိုးတွေနဲ့တူတယ်ကျွန်တော်တို့မမွေးသေးဘူးပြောမှဆိုတော့အဲ့တချင်းပုံစံမျိုးတွေနဲ့တူတယ်တချင်းရဲ့တန်စီကိုကြားချင်းမှာကျွန်တော်တို့ဘသူ့ကိုသွားမြင်အောင်သွားလဲဆိုတော့ဆိုတော်ကြီး2အိမ်တင်ပေါ့နော်2အိမ်တင်ရဲ့တချင်းပုံစံမျိုးလို့ကျွန်တော်မြင်အောင်သွားတယ်သူ့အတန်ကလည်းကျွန်တော်တို့ရုပ်တရက်ဆိုလို့ရှိရင်အဆိုတော်ကြီး2အိမ်တင်ရဲ့အတန်လားလို့ကျွန်တော်ထင်မှားမိတာပေါ့နော်ဒါပေမဲ့မတူပါဘူးသူ့ကလာသူ့ဘာသူတီးတန်ထွက်တာဆိုတော့ဆက်ကြည့်မယ်ဒါပေမဲ့မင်းမီကိုနဲ့လိုက်ရင်နော်ဒါပေမဲ့သူ့အတန်သူစားပါတော့လားမတူဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဟာတွေကပေါ့နော်တချင်းကိုပို့ပြီးတော့တချင်းဖြစ်စီတာပေါ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ props တွေပေါ့နော် props တွေလို့ခေါ်တယ်ကျွန်တော်တို့တွေ့နေတဲ့ရုပ်တွေမီးအိမ်တွေစာအုပ်တွေအကလုံးကဒါ props တွေလို့ခေါ်တယ်ဒီကောင်ရိုက်ဖို့အတွက်ကျွန်တော်တီးတန့်ကိုသူတို့လိုက်ရှာထားပြီးတော့ဒီ shooting ထဲမှာသူတို့ထည့်ထားတာပေါ့နော်အဲ့ဒီပုံစံမျိုးပေါ့နော်ဘယ်လိုပြောမလဲကျွန်တော်အဲ့ဒီ kit ကိုပြန်ရောက်သွားတဲ့မှုမျိုးရအောင်ကိုသူကဒီ scene တွေထဲမှာသူထည့်တာဒီ MV ထဲမှာသူထည့်ရတာပေါ့နော်ဟုတ်ဝင်းဦးလို့ပုံစံပါပါတယ်လူတွေတိုင်းတော့တွေ့မျိုးရှိကြတာပဲကိုယ်ကချစ်ကိုနူးညံ့ခြင်းလေးမိုက်တယ်ကွာကိုချင်တာသူကိုမြင်နေရောနဲ့အသေးနှလုံးလေးယူထပ်ဖြစ်တယ်ဒီလိုဖြစ်ကုန်တဲ့တီကိုပြောပြတဲ့နဲ့ကိုယ်လေးကလောက်တော့ချစ်ခဲ့မိတော့လို့ထင်လေကိုရိုင်းမှာတော့ပြေရှာနေစေမင်းလေးတိတ်တီကိုကောင်းနေသူ့ကိုချစ်တော့ပြည့်ပြည့်နေလားကွယ်ချ
ချင်းရဲ့စာသားတွေကတော့ကျွန်တော်ရိုးရိုးလေးနဲ့ကိုလုံးဝ soft ဖြစ်တဲ့စာသားမျိုးကွာအချစ်ကိုသူ့ရဲ့ perspective ကနေသူဘယ်လိုမြင်လဲဆိုတာဒီရေးသွားတဲ့ပုံစံချွတ်ကြအချစ်ဆိုတာခါတီးချင်းချိုမြိန်ချင်းဘာလဲရက်ဆက်ချင်းကြေကွဲချင်းဘာညာပေါ့နော်ဒါပေမဲ့သူကအချစ်ကိုနူးညံ့ချင်းလို့မြင်တယ်ဒီကောင်မလေးကိုသူတွေးလိုက်တာနဲ့သူရင်ဘက်ထဲမှာနူးညံ့ချင်းဖြစ်တယ်အဲ့နူးညံ့ချင်းကိုသူကအချစ်လို့ထင်တယ်ဆိုတဲ့ဟာမျိုးကိုသူရေးထားတာပေါ့နော် let's go wow မချင်ရဘူးလို့ဘယ်သူတွေကပြောလို့လဲနူးညံ့ခြင်းကိုချစ်လို့ခေါ်လာခွေမိမိကိုနဲ့အရန်လိုက်တယ်နော်ဘာလို့လဲ sport တွေပါတာဒါဒီကတော့ advantage မျိုးကိုတူတာလားVantage မှုဆိုတာကျွန်တော်တို့ခက်ဟောင်းချင်းပုံစံမျိုးတည်ယူထားတာပေါ့နော်တချင်းပုံစံကအရန် soft ဖြစ်တဲ့ကျွန်တော်တို့မွေးရလေးတစ်ခုလိုပဲအဲ့မွေးရလေးပေါ်မှာကျွန်တော်တို့တအိတ်လိုက်တဲ့အရာသာလိုမျိုးပဲရတယ်ပေါ့နော်ပြောမှဆိုရင်အစားတောင်းမှဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကိုချိုဤစိတ်နေတဲ့စားစရာတစ်ခုခုနဲ့တူတယ်အုံနှုတ်ခောက်ဆွဲပူပူနွေးနွေးကိုကျွန်တော်တို့စားလိုက်တဲ့လိုပုံစံမျိုးလေးအရာသာမျိုးလေးပေါ့နော်ဒါကျွန်တော်ရဲ့ point of view ပေါ့နော်ဒါကျွန်တော်တူတဲ့မြင်ပေါ့ rock ချင်းလေးကိုလည်းကျွန်တော်ကြိုက်တယ်ဒီလိုမျိုးချင်းချိုလေးကိုလည်းကျွန်တော်ကြိုက်တယ်ဆိုတော့ချင်းတစ်ပုတ်လို့ကျွန်တော်အစားဆိုအဖို့ကြည့်ကြမယ် okay ဆိုတော့ဒီတချင်းကစပြီးထွက်လာကြတဲ့က music production ကိုကျွန်တော်ကြည့်ကြည့်မှဆိုလို့ရှိရင်စထွက်လာကြတဲ့ကဒီတချင်းကကျွန်တော်ရှက်ရှက်လေးမတီးထားဘူး lead တွေလည်းအများကြီးရှောက်ပြီးတော့မထက်ထားဘူးကွာတချင်းလေးကိုမှ तू ကဘာကို तू အသားပေးရတယ်ဆိုတော့ vocal အသားပေးရတယ် vocal ထဲမှာတော့အဲ့ဒီ vocal က तू က reverse ထည့်ထားတယ် reverse ထည့်ထားတယ်ဆိုတာကျွန်တော်တချင်းဆိုတယ်ဆိုလို့ရှိရင်ဒီအနောက်ပြန်လိုက်တဲ့အတန်မျိုးလေးပေါ့နော်အဲ့မျိုးလေး तू ထည့်ရတယ်ကျွန်တော်သိကြနားထောင်ကြည့်အဲ့ဒီအတန်မျိုးပုံစံမျိုးကကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဟိုးအရင်80ခုနှစ်နောက်ပိုင်းကအဲ့ဒီတချင်းတွေမှာတော်တော်များများသုံးကြတယ်အဲ့ဒီမျိုး reverse မျိုးကပေါ့နော်ဒါတော့ကျွန်တော်အမြင်ပေါ့နော် तू တီးသွားတဲ့ drum တွေဆိုလို့ရှိရင်လည်းအရန်ကိုဒီ heavy beat ဒီကို तू မတီးထားဘူးကွာပြောမယ်ဆိုလို့ရှိရင်ဖလေးတီးရတယ်ဖလေးတီးတာ drum ကိုတော့ဖလေးတီးတာတချင်းကဘယ်လောက်ထိနှုတ်လဲဆိုတော့အဲ့မှာစကားပြောတာပေါ့နော်ချင်းစာသားတွေကလည်းကြည့်လိုက်ရိုးလေးနဲ့အရန်ကိုချစ်စရာကောင်းအောင် तू ရေးထားတယ်စာသားတွေကတရားကြည့်လိုက်သူ့ကိုချစ်တာမားလားပေါ့အဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့မားလဲ तू ဆက်ချစ်နေမယ်အဲ့ပုံစံမျိုးလေး तू ရေးထားတာဆိုတော့အရန်ကိုချို့ပြီးတော့ propose လုပ်ချင်တဲ့ချင်းပုံစံမျိုးပေါ့နော်ကျွန်တော် video ပိုင်းကြည့်မယ်ဆိုလို့ရှိရင်လည်းလုံးဝ vantage ဆိုတာကျွန်တော်တို့ဒီဟိုခဏပြန်ဆွဲထားတဲ့ဒီအရင်ခေတ်ကပုံစံမျိုးလေးရိုက်ထားတယ်ကျွန်တော်ပြောတဲ့ဒီ68နောက်ပိုင်းအဲ့ဒီမျိုးခေတ်ကပုံစံမျိုးလေးရိုက်ထားတယ် color grading ကိုသူက orange လောက်ထားတယ် glow တွေသူထက်ထားတယ် glow ထက်ထားဆိုတာကြည့်လိုက် soft အားဖြစ်တဲ့အကုန်လုံးပဲဒီချင်းဆိုတဲ့လူကောနောက်ပြီးတော့သူတို့အဝတ်အစားတွေကအစားကြည့်လိုက်အဝတ်အစားဆိုလို့ရှိရင်ဟိုခုနကတော့တိတ်တော်သူလဲသူဝတ်ထားတဲ့အဝတ်အစားကလည်းကျွန်တော်လောင်းကုန်း ကုန်းနဲ့အဲ့ဒီကုတ်ပုံစံနဲ့အဲ့ဒီကုတ်ပုံစံရဲ့အစင်ကကျွန်တော်အဲ့ဒီခေတ်အစင်မျိုးနဲ့သူလှုပ်ထားတယ်အဲ့ဒီထဲမှာနောက်ပြီးတော့ဒီမှာရိုက်သွားရဲဆိုလို့ရှိရင်လည်းကျွန်တော်အမြင်အဲ့ဒီလုံးထဲမှာပဲရိုက်သွားတယ်အဲ့ဒီလုံးထဲမှာမဟုတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီနေရာ place တစ်ခုထဲမှာကျွန်တော်ရိုက်တာလို့ထင်တယ်တချင်းကနှွေးထွေးတယ်ဆိုတဲ့အတွက်သူဒီမှာဆိုလို့ရှိရင်အတော်များများနှွေးထွေးတဲ့အကြောင်းသူသုံးထားတယ်နောက်ပြီးတော့ဒီတချင်းရဲ့ဘူဆန်မှုပဲပြောရမလားပေါ့နော်ဒီတချင်းရဲ့ဘူဆန်နေမှုနဲ့အပြင်စင်တွေအားလုံးဒီ shooting တစ်ခုလုံးရဲ့ဘူဆန်နေမှုနဲ့ဒီမင်းကိုရဲ့မျက်နှာကြားနဲ့ကလုံးဝကွက်တိကြတယ်ဆိုတော့သူတို့မင်းသမီးကျွေးတာမှန်တယ်အဲ့ဒါကြောင့်တချင်းကအရန်ကို sporting ဖြစ်တယ်ကျွန်တော်တို့တချင်းတစ်ပုတ်ကကျွန်တော်တို့ပြောမှဆိုရင်ကောင်းတာတော့ကျွန်တော်လက်ခံတယ်တချင်းတစ်ပုတ်ကောင်းတာလက်ခံတယ်ဆိုတော့တချင်းတစ်ပုတ်ကောင်းခြင်းရဲ့အရှိမကျွန်တော်တို့က MV ကရုပ်ထွက်ပြရတာကို MV ကတခြားတချင်းတခြားဆိုလို့ရှိရင်အဲ့ဒီတချင်းသိချတယ်သူများကြည့်ချင်မှကြည့်လိုက်မယ်ဘာလို့ဆို MV ရဲ့ live ဖြစ်နေလို့ဒါပေမဲ့ဒီမှာသူရွေးထားတဲ့မင်းသမီးနဲ့သူထားထားတဲ့ setting တွေနဲ့သူရိုက်ထားတဲ့ theme နဲ့ဒီ color တွေတုံးထားတာအကုန်လုံးကအရန်ကိုဘယ်လိုပြောပြ match ဖြစ်လွန်းတယ်အဲ့ဒါကြောင့်လဲ तू က12ရက်အတွင်းမှာဆိုလို့ရှိရင် तू က 1.9 million တီကို viewer ရခဲ့တာပေါ့နော်ဆိုတော့ထူသွားတဲ့တိတ်တော်သူရဲ့အသံကလည်းကျွန်တော်စောနာကျွန်တော်ပြောထားသလိုပဲ280လိုမျိုးအသံမျိုးလို့ကျွန်တော်တို့ထင်ထားပေမဲ့လည်းဒါပေမဲ့သူ့အတန်က280ရဲ့အတန်လောက်ကို voice clean ဖြစ်တာပေါ့နော် clean ဖြစ်တာတော့အဲ့ဒီလောက်မ clean တော့မဖြစ်ဘူးဒါပေမဲ့ scientist ဆိုင်တို့ပုံစံမျိုးလေးလို့လဲနောက်တစ်ချင်းတစ်ပုံမှာကျွန်တော်တွေ့တယ်ပေါ့နော်သူ့ရဲ့ channel မှာအဲ့ဒီချင်းတွေရှိတယ်သူ့ channel ရှိတယ်အဲ့ဒီလိုမျိုးအတန်မျိုးလေးလဲသူ့မှာရှိတယ်ဆိုတော့तू ကအဲ့ဒီကြားထဲအတန်ပေါ့နော်ဒါပေမဲ့သိချတာတော့သူ့အတန်က soft ဖြစ်တဲ့အတန်
ဒီ218တို့လိုမျိုးကျွန်တော်တို့ဒီ clean ဖြစ်နေတဲ့အတန်တော့မဟုတ်ဘူးပေါ့နော်ဆရာကြီးလောက်တာမဟုတ်ဒါကျွန်တော်အထင်ပဲဒီလိုအဆိုတော်မျိုးကကျွန်တော်ခုနကတော့ကျွန်တော်ပြောသလိုပဲကျွန်တော် 1.9 million ကတော့လုံးဝရကိုရတင်တာပေါ့နော်သူ့ရဲ့ချင်းလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်လည်းဒီတိတ်တော်သူအဲ့ဒီနာမည်ကိုပဲကျွန်တော်ရိုက်ရှာလိုက်လို့ရတယ်သူ့ subscribe လုပ်လို့ရတယ်သူ့ subscribe like လုပ်ပြီးတော့ဒီချင်းကို share ပေးပြီးတော့သူ့ကိုပို့ပြီးတော့ supporting ပေးလို့ရတယ်ဆိုတော့ production တစ်ခုလုံးမှာဆိုရင်သူတို့လည်းကုန်ကြောင်းငွေအများကြီးရှိမှာပဲ music producing မှာဆိုလို့ရှိရင်လည်း idea တွေအများကြီးခေါင်းစားဆိုတော့ကျွန်တော်အဲ့လို supporting လုပ်ချင်အားဖြင့်အဆိုတော်တွေကိုကျွန်တော်တို့အားပေးလို့ရပါတယ်သူ YouTube မှာကျွန်တော်လာကြည့်ပေးခြင်းအားဖြင့်လည်းသူ့ကို supporting လုပ်လို့ရတယ်တကယ်ကြိုက်တယ်ဆိုလို့ရှိရင်သူများတင်လာတဲ့ channel မှာသွားကြည့်တာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့မူရင်း channel မှာသွားပြီးတော့သွားကြည့်ပေးပါကျွန်တော်ဗီဒီယိုအစားနဲ့အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အဆိုတော်အသစ်တွေထဲကရောနောက်ပြီးတော့ကျွန်တော်ရှိနေပြီးသားနာမည်ကြီးနေပြီးသားအဆိုတော်တွေရဲ့တခြင်းကောင်းတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel ကို like and subscribe လုပ်ပြီးတော့ ring bell လေးလုပ်ထားပေးပါတခြင်းအသစ်တွေကိုကျွန်တော်ကို reaction record လုပ်စေချင်တဲ့ဗီဒီယိုရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment box ထဲမှာတခြင်းနာမည်လေးရေးသွားပေးပါဗီဒီယိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye